ဒီနေ့ track လေးကတော့ Vietnam နိုင်ငံ Phu Quoc မြို့သွားမှာဖြစ်ပါတယ်။ကိုကတော့ airport ကိုရောက်ပါပြီ။ဘန်ကောက်ကနေဆိုရင်တော့သူကတနာရီပဲသွားရတာပေါ့နော်။အဲ့ဒီကိုရောက်တော့ immigration ကလည်းအရင်ဒါနန်းကိုသွားရတော့တော့မကြခဲ့ပါဘူး။ကိုကတော့ hotel ကိုသွားနေတာပါ။ hotel ကတော့ဒီ Grand Wall ဘက်မှာရှိတဲ့ Wonton Grand မှာ impression ကလေမြို့တစ်ခုကိုရောက်သွားတာနဲ့တူတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီ airport ကနေ hotel ကိုလာ on the way ကမြင်ခဲ့ရမြင်ကွင်းနေတော့ဘာမှမဆိုင်။ကိုကတော့အင်ဂျီလေးလဲပြီးသွားပြီဆိုတော့ဒီ buffet လေးစားပြီးတော့ဒီနေ့ plan ကတော့ Vin Wonder ကိုသွားမှာပါ Vin Wonder ကတော့ဒီ Crystal နေတဲ့ hotel နဲ့ဆို9မိနစ်ပဲကြာပါတယ်ထင်တာတဲ့ပို့လာရပေါ့နော်ဒီမှာလဲ ticket ဆိုရင်လေသူက Safari World မပါဘူးဆိုရင်ပိုသိမ်းပဲ Now we are waiting some of our friends အတွင်းထဲမှာကိုကလမ်းလျှောက်ပြီးသွားခြင်းလည်းရတယ်ဒါပေမဲ့လမ်းမလျှောက်ခြင်းဘူးဆိုလဲ baggy ticket ဝယ်လို့ရတယ်ပေါ့နော် one day အတွက်ကိုကိုကတော့ငါပြတိုက်ဘက်ကိုရောက်ပါပြီဒီနားမှာတော့ခဏနေလို့ရှိရင်ဒီရေသူမရှိုးပွဲလုပ်မှာပေါ့နော်ဒီရေသူမရှိုးကဒီ Crystal တို့ ticket ဝယ်ထားတဲ့တဲမှာ lunch စားလို့ရတယ်ပေါ့နော်အဲ့ဒါနှစ်လွှာမှာရှိတယ်အဲ့ဒီမှာ buffet စားပြီးတော့လည်းကြည့်လို့ရတယ်ပြီးတော့ရေသူမဒီ show ကနှစ်ခါပြရင်2နာရီခွဲတစ်ချိန်နဲ့ညနေ3နာရီတစ်ချိန်ပေါ့နော်ဒီထဲမှာတော့လေပြထားတဲ့ငါးတွေကတော့မျိုးစားတွေအများကြီးပဲအဲ့လိုမျိုးwondering လုပ်လို့အရန်ကောင်းတယ်အပြီးတော့ဒီထဲမှာပင်ကွင်းလေးတွေလည်းရှိရပေါ့နော်အဲ့ခါကျခဏနေပင်ကွဲဘက်ကိုသွားပါမယ်ကဲ၍ကိုကအနံ့ sensitive ဖြစ်တတ်တယ်လို့ဆိုရင်လည်းဒီမှာငါးရီသာပြထားရမယ်အဲ့လိုမျိုးအနံ့မရှိဘူးပေါ့နော်ဒီပင်ကွင်းထားတဲ့တနေရာမှာတော့နည်းနည်းလေးအနံ့ရှိပါဆိုတော့ပင်ကွင်းလေးတွေကိုအပြင်မှာထားပေါ့နော်နှစ်နေရာရှိတယ်ဒီမှန်ပေါင်ထဲမှာရဲ့ဒီအပြင်ဘက်ကဲဆိုအဲ့နာရောက်ရင်တော့နည်းနည်းလေးအနံ့ရှိတယ်ပေါ့နော်ကျန်တာကတော့အဆင်ပြေပြလိုက်တစ်ခုလုံးမှာငါးစာကျွေးလို့ရတာဒီ spot တစ်ခုပဲရှိရပေါ့နော်ဒီပြန်မထွက်ခင်နေရာလေးမှာကိုကတော့ပြလိုက်တယ်မှာလည်းကြီးလို့ပြီးသွားပြီပေါ့နော်ဒါပေမဲ့ရေသူမ show ကတနာရီလောက်စောနေသေးတဲ့ခါကျတော့ Crystal အိမ်မှာစီးကျင်တဲ့ ride တစ်ခုရှိရပေါ့နော် on the way လာတော့ဒီဟာလေးကိုသွားပြန်စီမှာပါဒီရေလာရှော့စီတာလေးရပေါ့နော်သူတို့ကအဲ့လိုမိုးရမ်းရွာလို့ရှင် maintenance ဝင်နေဆိုပြီးတော့ခဏရက်သွားရပေါ့နော်ဒါပေမဲ့မိုးကဝယ်ဖို့မမေးပါနဲ့နောက်ဆုံးမှအရန်ရေအများကြီးနဲ့ splash လုပ်လိုက်တာပေါ့နော်ဟိုဘက်ကပြန်လာတော့တကယ်တော့မိနစ်20လောက်လိုသေးတယ်ဒါပေမဲ့ buffet ဆိုင်ကလေလုံးဝ fully crowd လုံးဝနေရာမရှိတော့ဘူးအဲ့ဒါနဲ့အောက်ပြန်ဆင်းလာပြီးတော့ဒီပတ်စံပေးတဲ့နေရာမှာလေကိုကကြည့်မယ်ဆိုပြီးလောက်တော့လေပတ်စံပေးတဲ့ ticket က also out ဖြစ်သွားတဲ့အတွက်ကြောင့်မတ်တက်ပဲရက်ကြည့်ခဲ့ရပါတယ် so don't be late guys let's enjoy the show togetherချိုးပွဲကနိုင်ဝက်ဘလို့ပြီးသွားမှမသိဘူးပေါ့နော်တန်လားဆိုတန်တယ်လို့ခံစားရဲကပြတာအရန်လှတယ်ကိုကတော့ lunch သွားစားပါပြီဒီနေ့ lunch ကကိုရီးယားစာစားခဲ့တယ်အဲ့ပြီးတော့ Fantasy World ဘက်ကိုမလာသေးတော့ဒီဘက်ကိုပြန်လာပြီးတော့ဒီမှာဘာရှိလဲပြန်ကြည့်ရပါတကယ်လို့လေဘာမဟုတ်ပတ်စံပေးထားပြီးတန်ကျင်လို့ပေါ့နော်အဲ့ right တွေရှောက်စီတကယ်တော့လေကလေးစီရဲ့ right ဒါမဲ့လေအဲ့မှာလေကိုရီလိုပဲလူကြီးတွေအများကြီးပဲစီးတာတင်တော့လူကြီးလည်းပေးစီရဲဆိုဘာ train လဲလို့ကြည့်လိုက်အလားတဲ့က ticket ဝယ်ထားပြီးသားမလို့ package လေးနဲ့တနေရာနဲ့တနေရာသွားလို့ရတယ်ပေါ့နော်အကိုကတော့ Adventure World ဘက်ကိုသွားမှာပါ Adventure World ဘက်မှာတော့အဓိကဒီ roller coaster တို့ဒီစီးရတဲ့ ride တွေတော်တော်များများဒီဘက်မှာပေါ့နော် transporter တို့တခြားဒီ360လှည့်တဲ့ဟာတွေတော့အကုန်လုံးကဒီမှာပါဒါကိုလေးကြောက်ဖို့မကောင်းဆိုပြီးတော့သွားစီးလိုက်တယ်အမလေးအဲ့ဒီကကင်နဲ့အထင်းသမားအရှိပြောင်နောက်ပြောင်ဆွဲထည့်တယ်လူကမူးတောင်မူးသွားဒီကလည်းတော်တော်ကြောက်ဖို့ကောင်းတယ်သူ360အပေါ်မှာထည့်ပြီးတော့တက်သွားအောင်ပေါ့နော်ဒီရေလာ short စီးခဲ့ experience လေးကိုပြန်ပြောပြရပါတော့ Crystal နဲ့ Crystal fiance နဲ့ body size မတူအဲ့ကကြာစစီတော့ပြဿနာမရှိတော့အဲ့အပေါ်ကဖြုတ်ချတဲ့အချိန်ကြာတော့လေတကယ်တော့ safety gate က Crystal ရဲ့ဒီ bike မှာမရှိနေတဲ့အခါကျတော့လူကလေလုံးဝလွန့်ထွက်သွားတော့ခံစားရတာပေါ့နော်အဲ့ကကြာ body size တူရဲ့လူချင်းစီးလို့ရှင်တော့ပိုအဆင်ပြေမယ်ထင်တယ်အခုကတော့ Egypt zone ထဲကိုရောက်နေရပါဒီ Egypt zone မှာသူတို့ရဲ့ standing roller coaster ကိုလာစီးရပါတော့ကဲ Crystal ကတော့ Egypt zone မှာ trauma နည်းနည်းရပြီး roller coaster လုံးဝမစီးရတော့ဘောနော်အဲ့ခါကျတော့ပြန်ပဲကြည့်ခဲ့ပါဒီနေရာလေးကတော့ညဘက်ကျရင်မီရှုံးပန်းပြရပါတော့ဒါပေမဲ့ Crystal ကနည်းနည်းပင်ပန်းနေလို့ hotel ကိုပဲပြန်ခဲ့ပါတယ် hotel လေးကပတ်နေတာသူကဒီ
ကိုကတော့မိုးလဲရွာနေရဆိုတော့ဒီနေ့တင်တာကို hot pot သွားစားပါမယ်အဲ့ဒါတော့ဒီ Grand Wall ဘက် channel မှာပေါ့နော်နည်းနည်းလေး hotel ကနေလမ်းလျှောက်သွားရင်3-5မိနစ်ပါပဲဒီ hot pot ဆိုင်လေးစားလို့အဆင်ပြေတယ်တော်တော်လေးလည်းရတာကောင်းတယ်ပေါ့တရုတ်ဆိုင်မဟုတ်လို့ထင်တယ်ကိုရီနဲ့အရသာထိမိဒီ Grand Wall ထဲမှာည8နာရီဆိုရင်တို့ကအဲ့လိုမျိုး firework တွေရော fire show တွေရောအဲ့လိုမျိုးအလှပြတဲ့ဟာတွေရှိရပေါ့နော်အဲ့ဒါဒီကလာကြည့်ရပါဒီဘက် channel ပြီးရင်အဲ့လေလေးတွေစီးပြီးတော့လည်းဓာတ်ပုံလှလှလေးရိုက်လို့ရပါတယ်ကိုကတော့ show လိုက်ကြည့်ပြီးသွားပြီညစာလည်းစားပြီးသွားပြီဆိုတော့ပကီလေးနဲ့ hotel ဘက်ကိုပြန်ပါမယ်မနေ့ပြန်ကြလို့ရှင် sunset တောင်သွားပါမယ် Hola. Today is our second day in Phuket. Ni plan တကယ်တော့ sunset တောင်တန်းသွားမလို့ပေါ့နော်ဒါပေမဲ့မိုးတွေအရန်ရွာလာတော့အဲ့ဒီ Star Beach ကိုအရင်တစ်ချက်သွားကြည့်မယ်ပေါ့နော်ပြောလေဒီ Star Beach ကတော်တော်လှရနေသားတိုင်းတော်တော်လှမှာသူအဲ့ရေလည်းအရင်မနောက်ဘူးကြီးကြီးလေးပဲအဲ့သူတို့လှုပ်ထားတဲ့ပုံစံလေးကလည်းလှတယ်ဓာတ်ပုံရိုက်တဲ့ spot လေးလည်းအရင်များတယ်ဒီ Starfish ဒီချေငါးလေးတွေကကြတော့အဲ့ဒီစားတောက်ဆိုင်ပေါ့နော်သူဝင်ဝင်ချင်းမှာစားတောက်ဆိုင်ရှိအဲ့စားတောက်ဆိုင်ဟိုသူငါချေငါးချီချင်နဲ့ကိုင်းချင်နဲ့ဆိုရင်သူတို့ကဖမ်းပြီးတယ်အဲ့ခါကျတော့ကိုကတော့အဲ့ဆိုင်မှာအခုတော့ကျတော့မုတ်ဆိုင်နဲ့ဒီချေငါးလေးကြည့်ဖို့စောင့်နေတာကိုက Star Beach ကနေပြီးတော့ Sunset Town ကိုပြန်သွားပါပြီ။ဒါပေမဲ့ Sunset Town ရောက်တဲ့အချိန်မှာလည်းမိုးက stay ရွာနေတဲ့အတွက်ပေါ့နော်။ Cable car နဲ့အဲ့ Hong Kong Island ဘက်ကိုသွားပါမယ်။ဟိုဘက်ချမ်းပေါ့နော်။ဒီ Sunset Town ဟိုဘက်ချမ်းမှာဘာရှိလဲဆိုတာတစ်ချက်သွားကြည့်ပါမယ်။အမြောက်အမောက်ထက်ကိုကတော့ဒါဟိုဘက်ကန်ကိုမိနစ်20ကြာပါတယ်ဒါပေမဲ့တော်တော်လေးလှတယ်ပေါ့နော်ဒီ Iceland ကိုအပေါ်ကနေကြည့်ရတယ်ဟဲ့ယောဘုရားနေလို့ကဲတော့လေဒီဘက်မှာရှောက်သွားကြည့်ပြီးတော့ဘာမှထွေထွေထူးထူးမရှိဘူး just water bomb ပဲဒီဘက်ချမ်းอ่ะလေရတယ်မ lunch ကတော့ဒီဘက်မှာပဲစားခဲ့ပါတယ်အမှန်တိုင်းပြောလို့ရှိရင်မိုးကလေအဲ့နေ့မှာအရန်ကောင်းနေအဲ့ခါကျတော့ water bonding မှာလည်းသူတို့ကအဲ့လိုမျိုးရေကိုအရန်ပေးမစော်ဘူးပေါ့နော် sunset တောင်းမှသွားမယ်ဆိုရင်တော့လေ weather focus ကြည့်သွားပိုအဆင်ပြေမယ်ထင်တယ်ခရစ်စတာတို့ကကြတော့ဒီတငယ်ချင်းတွေလာတာကိုလည်းစောင့်လိုက်ကတော့ weather focus ကိုသိပေမဲ့ရက်ကပြင်လို့မရတော့ဘူးပေါ့နော်အဲ့ခါကျ sunset တောင်းသွားတဲ့တောက်လျှောက်တစ်ခုလုံးကမိုးရွာနေတဲ့တနေ့လုံးဒါတော့သူတို့ရှိရနာမည်ကြီး Kiss Bridge ပါအဲ့ဒါကိုဒီအနီးကလာကြည့်ရအောင်နော်ကဲကိုကတော့ကျမတို့ဓာတ်ပုံရိုက်ဖို့ sunset town လေးကိုရောက်ပါပြီ။ကံကောင်းသွားပါတယ်။မိုးတိတ်သွားပါတယ်။ဒါပေမဲ့ sunset town လေးကိုကြာတော့ Krista တို့ငှားလာတဲ့ကားကြီးကအဲ့လိုပတ်လို့အဆင်မပြေဘူးပေါ့နော်။အဲ့သူတို့ရဲ့အဲ့ဒီ buggy လေးကိုပြန်ငှားအဲ့ buggy က45မိနစ်ကို VND 3သိန်းခွဲပေးရတယ်ပေါ့နော်။သူကအဲ့မှာကိုသွားချင်တဲ့ spot တွေအကုန်လုံးလိုက်ပို့တယ်။အဲ့မှာ Krista တို့ကကြာတော့အဲ့အရေးကြီးရဲ့ဒီ Krista စာတန်းလေးထိုးပေးထားတဲ့အဲ့၄နေရာကိုသွားခဲ့တယ်။သူကလေတောက်ကြနေသွားလို့ထင်တယ်လူကအရန် crowd ပြတ်တယ်။အဲ့ကကြာတော့ကိုရိုက်ချင်တဲ့ post တွေကိုပြီးအောင်ရိုက်ပေါ့နော်။သူများကိုကြုံမပေးတော့မှဆိုနောက်မှဆိုကိုကအစနဲ့အဆုံးအဲ့ view တိုင်းကိုပြန်စီရတာပါဒါပေမဲ့နေရာလေးတွေကတော်တော်လှတယ်အဲ့လိုမျိုးဟိုဒီတိုင်း raw photo မှာတော့တော်တော်လှတယ်သူတို့ရဲ့ဒီဘေးဒင်းတွေကိုခြယ်ထားတဲ့ color တွေကြောင့်ထင်တယ်လို့ဓာတ်ပုံထဲမှာတော်တော်လေးလှတယ်ပါတယ်တကယ်တော့တချို့လူတွေကကြောက် sunset town ဘက်ချမ်းမှာအိတ်တယ်ပေါ့နော်သူတို့ညဘက်အဲ့လိုမျိုး firework show လေးကြည့်ချင်ကြတော့အဲ့လိုအိတ်ကြတယ်ဒါပေမဲ့ Krista တို့ကကြောက် ground wall ဘက်ချမ်းမှာပဲအိတ်တယ်အဲ့ကကြောက် sunset town တနားရီလောက်ကားမောင်းပြီးလာရတယ်ပေါ့နော်ဒါမှလည်းအဆင်ပြေပါဘာကြောင့် sunset town က just photo ရိုက်ဖို့အတွက်ပဲပေါ့နော်တခြားထူတော့ဘာမှအဲ့လို explore လုပ်စရာတိတ်မရှိဘူးဒီဘက်ချမ်းမှာဒါတော့သူတို့ရဲ့နာမည်ကြီးတရားပေါ့နော်ဒါပေမဲ့ကိုကဝါသနာပိုင်းဟိုဘက်ဒီဘက်ပြေးရိုက်လို့
လို့ရတယ်ဒါပေမဲ့ Krista ကတော့ပြင်းလို့မပြေးခဲ့ဘူးသူများပြေးနေတာတော့ကြည့်ခဲ့ကိုကတော့ဓာတ်ပုံတွေလည်းတဝါကြီးရိုက်ပြီးသွားပြီဆိုတော့ညစာသွားစားပါမယ်ဒီနေ့ညစာကတော့ကိုရီးယားဆိုင်ရွေးထားပါတယ်အကုန်လုံးလည်းပင်ပန်းနေတော့ဒီနေ့ည firework show တော့မကြည့်ခဲ့ပါဘူးကိုကတော့ဟိုတယ်ပြန်ရောက်ပါပြီHello morning မှာဒီနေ့ကတော့ဘန်ကောက်ကိုပြန်မဲ့နေလေးပါထုံးစံတိုင်းပဲအိပ်ပျော်သွားတဲ့အတွက်ကြောင့်ကိုကတော့ဟိုတယ်အောက်က Seafast Restaurant မှာစားမှာပါဒါပေမဲ့ Krista ဒီဟိုတယ်မှာနေတဲ့မနက်တိုင်းပေါ့နော် breakfast ကိုမစားခဲ့ရဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကအမဲသားပါနေလို့ပေါ့နော်ဒါပေမဲ့ Seafast ဒီ restaurant မှာချက်စွပ်ပြုတ်သီးသန့်နဲ့လုပ်ပေးရလို့ပြောလို့အားကြောင့် foul မှာခဲ့ပါတယ်ပြီးတော့ fish and chip မှာပါတယ်Krista ဒါနန်းသွားတော့ကလည်း farm မစားခဲ့ရဘူးပေါ့နော်ဘာလို့လဲဆိုတော့များသောအားဖြင့်သူတို့ကအမဲသားဒီရိုးထည့်ပြုတ်ထားရလို့ဆိုင်တော်တော်များများရှင်းပြရပေါ့နော်အဲ့ခါကျတော့ချီလေးချောင်းမစားတော့ Krista တိတ်မစားခဲ့အောင်ဒါဒီဆိုင်မှာလေး fish and chip ကိုမှာတော့ကလေကွာအော်ဒီလိုပဲပုံမှန်ပဲလို့ထင်လိုက်ဒါပေမဲ့တော်တော်ကောင်းတယ်သူတို့ဆိုင်ဖာတော့ကျမအကြိုက်ဆုံးပေါ့နော်ဖာကိုစားဘူးလားလွန်ခဲ့တဲ့10နှစ်လိုတောင်ပြောလို့ရအဲ့တုန်းကငငယ်တော့အကြောင်းနိုင်ငံခြားမှာသွားတက်တုန်းကပေါ့နော်အဲ့တော့တငယ်ချင်းတယောက်ခေါ်ကျွေးလို့အဲ့ market တစ်ခုမှာစားရင်ကြိုက်တာအဲ့နဲ့နောက်ပိုင်းမြန်မာပြည်ပြန်လာတော့ဒီရောက်လန်းထဲမှာအဲ့ဖာဖွင့်ထားတဲ့ဆိုင်တစ်ဆိုင်ရှိတယ်အဲ့ဆိုင်ကိုလည်းသွားစားရအချိန်တော်တော်များပါဆိုအရန်ကြိုက်လို့ပေါ့နော်အခုလည်းအမြဲတမ်းစားဖြစ်တယ်ဒါပေမဲ့chicken pho ဆိုရင်တော့အမြဲစားတယ်ဒီမျိုးကိုရောက်ပြီးတခါမှကန်းချီမရောက်သေးဘူးပေါ့နော်အဲ့ခါကျတော့အလားတွေလည်းပြင်ပြီးတော့ကန်းချီကိုသွားပါတယ်ဒါပေမဲ့ခွဲစားနေတဲ့ဒီ ground wall ဘက်ချမ်းပေါ့နော်သူက beach နဲ့တားရိပ်မဟုတ်ဘူးအဲ့ခါကျတော့ခွဲစားတို့ကဒီ hotel ကနေပြီးတော့ဒီ buggy လေးတွေကစီစဉ်ပေးတယ်ပေါ့နော်အားပြီးတော့ဒီဟိုရောက်လို့ရှိရင်လည်းကန်းချီကကိုယ့်ရဲ့ zone တွင်းမှာပဲနေစရာလိုပေါ့နော်အဲ့လို public နဲ့သွားပြီးတော့ရောစရာမလိုဘူးအဲ့တခုလေးတော့ပြောကြတယ်အမှန်တမ်းပြောကန်းချီကတော့အရင်မလာဘူးပေါ့နော်ဒါပေမဲ့ဆိုးပါဘူး relax တော့ဖြစ်သွားတယ်ဒါပေမဲ့ကိုကတော့အဲ့ကန်းချီရဲ့ဘေးနားမှာ seafood restaurant ရှိရပေါ့နော်အဲ့မှာသွားစားတာပါဒါပေမဲ့ဗီဒီယိုရိုက်ဖို့ record ယူမမေ့သွားရပေါ့နော်အရင်ပိုက်ဆိုင်နေလို့စားလိုက်တာကိုကတော့အဲ့မှာပဲ hotel က buggy လာကြိုတယ်ပြန်ရောက်ပါပြီ flight ကတော့8နာရီပေါ့နော်အဲ့ခါကျ6နာရီရောက်သွားရမယ်အခုလောလောဆယ်ကတော့ around 4နာရီကျော်ဖြစ်နေပါပြီဒါပေမဲ့ fiance က bike ထက်စားရဆိုလို့ပေါ့နော်ထပ်ပြီးအဲ့ဟိုတယ်နာဆိုင်မှာသွားစားတယ်စားတော့မစားတော့လို့ spring roll ပဲမှာခဲ့ရပေါ့နော်သူတို့ရှိရ spring roll လေအမှန်တိုင်းပြောရလို့ရှင်မသိဘူးအဲ့လိုတိတ်မကြိုက်ဘူးမြန်မာပြည်ကအဲ့လို spring roll စားရရဲ့ဒီအဖက်ကိုသဘောကျတယ်ပေါ့နော်ဒါပေမဲ့ VN ရောက်လို့ရှိရင်နောက်တစ်ခုမစားမဖြစ်ကတော့ပန်မိပါအဲ့ခါကျတော့ဟိုတယ်ကိုမေးလိုက်တော့ဒီဆိုင်လေးကနာမည်ကြီးရပေါ့နော်ဆိုတော့ဟုတ်တယ်ပေါင်မုတ်တွေလည်းအများကြီးပဲအဲ့မှာသူတို့ ready လုပ်ထားရောင်းဖို့ပေါ့နော်ဆိုတော့ဒါပေမဲ့ဟိုရောက်တော့ကံမကောင်းပါဘူးပသားပဲရောင်းပါရဲ့စက်သားမရောင်းပါဘူးဆိုတော့ကျမပေါင်မုတ်အဖြူတွေကိုကိုက်စားနေရမှာဘာလို့ဆိုကျမပေါင်မုတ်စားရတယ်ကြိုက်တယ်ပေါ့နော်အဲ့ခါကျကိုပြောရတော့အဲ့ဆိုင်ကဝတ်သားအဲ့ဟာတော်တော်ကောင်းတယ်လို့ပြောရပေါ့နော်ရောက်ရင်သွားစားကြည့်ပါကိုကတော့ airport on time ရောက်ခဲ့ပါတယ်။ပြီးတော့ check in ကလည်းအရမ်းမြန်နေပေါ့နော်ဒီဘက်ချက်။ဘန်ကောက်ကိုပြန်လိုက်ပါဦးမယ်ရှင်။နောက် vlog မှာထပ်တွေ့ပါမယ်။အဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်။